မင်္ဂလာပါရှင်။ KB စပါဝါကွန်ပျူတာနဲ့ဘာသာစကားသင်တန်းမှာပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ဆရာမသင်မယ့်သင်ခန်းစာလေးကတော့ address class သင်ခန်းစာလေးပဲဖြစ်ပါတယ်။အမှာဆုံး file new ဒီ new ယူတဲ့အခါဆရာမနိုင်ငံလက်မပဲသုံးတဲ့အတွက် inches ပဲပေါ့နော် inches 3.5 4.1 resolution 300ကိုတွေ့ပါမယ်။ပြီးရင် okay ဒါကတော့လုံးဝ easy သင်ခန်းစာလေးဖြစ်တဲ့အတွက်လိုက်ပါလို့ဆောင်လို့ရပါတယ်။အရှေ့ကသင်ခဲ့တဲ့ဆိုလို့ gradient 2ရဲ့လို့ရှိရင်ဒီရှေ့ရည်ကိုအသုံးပြုပြီးတော့သုံးမှာဖြစ်ပါတယ်။ရေဆုံး gradient 2လုံးဝလွယ်ပါတယ်။ဒီမှာ gradient 2ရဲ့ဒီမှာကွက်ကိုနှိပ်ပြီးတော့ဒီမှာကိုချက်တဲ့ color ရောင်နေအောင်ပြောင်းလို့ရပါတယ်။ရောင်လေးလေးပါမယ်။ Okay ဒီကအပေါ်ကနေအောက်ကိုဆွဲချက်ပါကိုရင်မဲ့ရအောင်ပေါ့နော်ဒီမှာ linear လေးနဲ့ဆွဲပါမယ်ပြီးလို့ရှိရင် layer လေးတစ်ခုခေါ်ပါမယ်ပြီးရင်ဒီ shape လေးကိုယူပါမယ်ဘေးနားမှာအရောင်လေးထည့်ဖို့ပေါ့နော် shape လေးကိုယူပါမယ်ပြီးလို့ရှိရင်ဒီနားကအရောင်လေးထည့်ပါမယ်နားကအရောင်လေးထည့်မယ်ဆိုလို့ရှိရင်ဒီလိုကိုချက်တဲ့အရောင်လေးပြောင်းဒီ font color တွေအရောင်ကို font color တွေအရောင်ထည့်မယ်ဆိုလို့ရှိရင် keyboard က order နဲ့ backspace ကိုနှိပ်လိုက်ပါမယ် order backspace ပြီးရင် this line နဲ့ပါပြီးရင် edit free transform လေးလုပ်ပါမယ်ဘာလို့ဆိုတော့ဒီမှာအကောက်ကလေးလိုချင်လို့ပါအကောက်ကလေးပြီးရင် condition name apply ပြီးရင်ဒီနားလေးမှာဆိုတော့တခုပုံလေးထည့်အောင်ပေါ့နော်ဒီမှာခုလုပ်နေတဲ့ text circle လေးကတော့ hair style text circle လေးပေါ့နော်ဒါနဲ့ပုံမယ်နားလေးဆုံးအောင်မယ်ဒီနေ့ line နေတဲ့အတွက်နည်းနည်းကြာနေပါတယ်ပွင့်လာပြီဆိုလို့ရှိရင်ဒီမှာ hairstyle ဆိုရလာပါတော့ပုံခုရှောင်းပုံနဲ့ better ပုံလို့ခေါ်ပါတယ် VACT ပါ better နားလေးခေါက်လိုက်ပါမယ် hairstyle better လေးကြားပါမယ်ကိုချိန်တဲ့ hairstyle better လေးတစ်ခုရွေးပါမယ် image ကိုနှိပ်လိုက်ပါမယ်ဒီမှာဒီဆောင်းကောင်းလေး hairstyle better လေးကိုရွေးလိုက်ပါတော့ condition နှိပ်တယ်ရလာပြီ copy right click copy image ပြီးတော့ Photoshop ဖွင့်ပြီးတော့ paste တစ်ခါတင်ကြည့်ပါမယ်ဆိုပြီးရင်ဘက်ကိုလှည့်ပြီးထည့်မှဖြစ်တဲ့အတွက် edit 3 transform နဲ့ keyboard ကနေ order နဲ့ shift ကိုဖိပြီးတော့ over ဒီမှာလှည့်ပါမယ်ဒီအနာခါ indical magic tool နဲ့ဖြတ်လိုက်ပါမယ်ဒီရတယ်ဖြတ်တော့ပါဘူးဆိုင်လိုက်ပါမယ်ပြီးရင် edit 3 transform control T ပေါ့နော်ညနေမှထည့်ထားမယ်ပြီးလို့ရှိရင် control နဲ့ V select ပြပါရောင်ထဲပါ control နဲ့ V select ပြီးပေါ့နော် control ကပြန်နောက်ကနေဒီနေရာလေးကိုနှိပ်ပါမယ် control keyboard control လေးပြီးတာပြီးရင်ဒီနားလေးကိုနှိပ်လိုက် select ဝင်သွားပါမယ်ပြီးရင်ဒီနားကအရောင်လေးထမဖြစ်တဲ့အတွက်ဒီနားမှာဖြောင်းလေးပြပါမယ်ပြီးရင် order backspace နဲ့ထည့်လိုက်မှာဖြစ်ပါတယ်ဒီ select ဒီလေးရပြီနောက်တစ်ပိုင်းမှာတော့စာသားတွေဘယ်လိုထည့်မလဲဆိုတော့ဘာကိုဖြတ်ပေးသွားမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်